အရန်ချစ်ပြီးအမြဲတီးခံခွင့်လွှတ်တဲ့ယောက်ျားတွေကသူချစ်ရတဲ့မိန်းကလေးတယောက်ကိုစိတ်ကုံသွားပြီဆိုရင်ဘယ်အမတ်တရမှလည်းမကယ်နိုင်တော့သလိုစိတ်နာသွားပြီဟဲ့ဆိုရင်လည်းဘယ်တန်ရောစင်နဲ့မှဆွဲထားလို့မရတော့ဘူးအရင်တီးခံခဲ့တာပဲစိုးနေကြပဲရွှဲနေကြပဲပြောနေကြပဲဆိုပြီးနားလည်မှုမရှိတော့ဘူးလားလို့ထပ်မမေးနေတော့အဲ့ဒီယောက်ျားလေးကြောခိုင်းလိုက်ပြီဆိုရင်အသက်ထွက်ကြကြံခဲ့မယ်ဆိုရင်တော့ဘယ်တော့မှပြန်လှည့်ကြည့်ကောက်မှာမဟုတ်တော့ဘူးနာကျင်လုံးလို့တေးရမယ်ဆိုရင်တော့တေးမလန်းကိုပဲရွေးချယ်သွားမှာဘာလို့လဲဆိုတော့သူချစ်ရတဲ့မိန်းကလေးပေါ်ယောက်ျားမာနနဲ့တိတ်ခါအောက်ကျပေးလိုက်တာငဘောတကောင်လို့နေပေးမိလိုက်တာ哦သူနာကျင်တာမင်းကိုဆိုတာတဲ့သူ့ကိုယ်သူပြန်ရှက်သွားလို့သူ့ကိုယ်သူနောင်နာရသွားလို့သူ့ကိုယ်သူပြန်မြင်သွားလို့ပဲယောက်ျားလေးတယောက်မြစ်တာပြက်ပြီးဆိုရင်မတော်တဆလွတ်လိုက်တယ်ဆိုတာမရှိဘူးနော်တမင်တကာကိုလွတ်ချလိုက်မှာဘာလို့လဲဆိုတော့တန်မိုးရှိတဲ့သူအနာမှာတန်မိုးမသိတဲ့သူကိုနေခွင့်မပေးတော့တာပဲစိတ်မကုန်သေးစိတ်မနာသေးတော့တေလောက်အောင်နာကျင်နေပါစေသူတို့ချစ်တဲ့အဲ့ဒီမိန်းကလေးအနာမှာမင်းမမင်းနှစ်ယောက်မရှိအောင်အရှက်မရှိကတ်တွယ်ပြီးဆက်ချင်နေမှာအေးစိတ်ကုန်သွားပြီဆိုရင်တော့ကိစ္စပြတ်သွားပြီဒါယောက်ျားတွေရဲ့ theory ပဲတိတ်ချက်ပြီးတီးခံခွင့်လွှတ်တဲ့ယောက်ျားတွေရဲ့နောက်ဆုံးတုံ့ပြန်တဲ့သဘာဝဆိုတာမှတ်ထားပါ